ဒါကတော့အသိန်း6000ဝန်းကျင်နဲ့ပိုင်ဆိုင်နိုင်မယ်ကွန်ဒိုခန်းလေးဖြစ်ပါတယ်ကျေဝန်းရှိတဲ့ living room dining room နဲ့လေဝင်လေထွက်အလင်းအောင်ကောင်းကောင်းရရှိတဲ့ kitchen တန်တန်လေးပါရှိပါတယ်ဒီလိုပစ္စည်းစုံစုံလေးထည့်သွင်းထားတဲ့ master bedroom နှခမ်း single bedroom တစ်ခန်းပါရှိပြီးတော့အိမ်တိမ်မှာလိုအပ်တဲ့ရေခဲတစ်တာမိုးလျှော်ဆက် aircon TV ဖျားစဉ်မှန်တင်ခုံဆိုဖာစတဲ့ပရိဘောဂါတွေစုံစုံလင်းလင်းထည့်သွင်းပေးထားတာကြောင့်လူကြီးမင်းတို့အတင်းတက်နေအောင်ပဲဖြစ်ပါတယ်။စီးနှုံးအနေနဲ့3900ခေါ်ထားပြီးဘလုံးနဲ့ဝယ်မယ်ဆိုလဲဝယ်လို့ရပါတယ်။ဒီကွန်ဒိုကဘက်ထရီအတွက်ဖြစ်မလဲဆိုရင်တော့ဈေးကြောင်းဈေးုံနီးချင်တူတွေအကောင်စား facility တွေပါစရာမလိုပဲကားပါကင်လုံခြုံရေး24နာရီတက်လီကားပါပြီးမိသားစု3-5ယောက်နဲ့အဆအဆရရဆင်ပြေပြီးနေထိုင်ချင်တူတွေအတွက်ဖြစ်ပါတယ်။ကွန်ဒိုလေးရဲ့လိပ်စာကတော့တင်ငန်းကျွန်းမြို့နယ်သူ့မင်္ဂလာလမ်းစံပြဆေးရုံဒီမှာရှိတဲ့ဥညုံကွန်ဒိုပဲဖြစ်ပါတယ်။ကိုယ်တိုင်လာရောက်ကြည့်ရှုချင်နေဆိုရင်တော့ဒီဖုန်းလေးကိုချိန်ပြီးဆက်သွယ်လို့ရပါတယ်ခင်ဗျ။